ဆိုတော့ခွဲလိုက်တဲ့အချိန်မှာဒါမျိုးလေးတွေပွင့်သွားလို့လေးမုတ်တလုံးမှအတူတူဖေးရဒီလိုပပုတွေထူဖို့ရတော့ခွဲလိုက်တာဖေးလေးမုတ်တလုံးမှအတူတူဖြစ်သွားတယ်ဒါမျိုးလေးတွေကြည့်အမရပူလာမျိုးနဲ့စင်ရွာမြင်းမှုကြီးရွာမှုစင်ရတနာနဲ့မြင်းရတနာသူ့နဲ့မြေထဲမှာတဲထားလို့မဟုတ်ဘူးဒီစင်းနူတော်ကြီးကယူရိုငွေ3သိန်းကျော်အဲဘာဝနာနဲ့ကြောက်တုံးကြီးလှူလိုက်တာဒီကျမှစင်းနူတော်ထူထားတာပဲဟိုဟာကနေနဲ့လာနဲ့နိုင်ငံတော်လူပြီးပြည်သူပိုင်ဖျားဖြစ်သွားတယ်ပြည်သူတွေနေလူလာလို့ထွန်းတောက်အောင်လို့နေနဲ့လာနဲ့ထည့်ပေးတာပြည်သူအတွက်သာသနာအတွက်နိုင်ငံတော်အတွက်ဆိုရည်မှန်းပြီးတော့မှလူထားတာပါပဲဒီ24ပစ္စည်းရလဲကြောက်စိမ့်ကိုမှအမုံကိုထောင်းပြီးတော့မှရေးထားတာရိုးရိုးစိမ့်နဲ့ဆိုပြက်သွားမှဆိုလို့ပါပဲဒီစင်းနူတော်လေးတွေကအဆူရီ3000ပါတယ်ပဲဒီအဝိုင်းလေးတွေအကုန်လုံးကစင်းနူတော်လေးတွေအဲ့ဒါကအဆူရီ3000ပါတယ်လက်နဲ့ထူတာကအဆူရီ9000အဆူရီ3000ပဲဒီခုလုံးပါဒီဇီရီတစ်ခုလုံးဒီဇီရီတစ်စုလုံးကိုဖျားတကတူတဲ့ဒီဇိုင်းဆွဲတာရောပကြီးဆွဲတာရော idea ရောတယောက်တည်းရပဲဒီကြောက်တွေကတ်တာကသူ့ရဲ့ကာသမားဆက်သမားတွေကတ်တာပြန်နေမခေါ်ဘူးဒါကဖျားတကရဲ့ idea ကြောက်ကသဘောကပန်းကက်ကလေးတွေဖြစ်နေလို့အောက်ကပန်းဦးလေးပါလုပ်ပေးထားတာဒါလေးကနတ်သားလေး၄ပါးပါဗျာဝယ်တော့က35သိန်းနဲ့ဝယ်တာဖျားတကဝယ်တော့35သိန်းနဲ့ဝယ်တယ်ဒီဇယ်ဒီမကတ်ခင်မှာသိန်း150ပေးတာမရောင်းတော့ပါဗျာလက်ကလေးတွေပေါ်မှာရအောင်ပူဇော်ထားတာဗျာဒီဘက်မှာ2ပါးအနောက်ဘက်မှာ2ပါး4ပါးပါဗျာဒီမဲ့ဒီမှာကျတော့ဘုံဘုံ12လရာသီပွဲတော့တကူးလအသိဉာဏ်ပွဲကစုံလညောင်ရီသုံးပွဲနေယုံလစာရေးတယ်မပွဲဒီမှာ12လရာသီပွဲတော့ပါဗျာခဏကစင်းနူးတော်လေးတွေအစူရီ3000ဆိုတာရဝိုင်းလေးတွေအကုန်လုံးပါဗျာဟုတ်ထိတ်ပါရောအကုန်လုံးဒီညောင်ရွယ်ကြားတွေတဲကစင်းနူးတော်လေးတွေကအစူရီ9000စူရီ3000ခွဲပါရမီ10ပါအောင်ကြီး10ပါဗျာဒီကြောက်ကလေးတွေကခုမှထည့်ထားတာမကြသေးဘူးကြောက်တွေဟာတဲ့ဒီလိုအသားလင်းနေမှာအဖိုးတန်တာတဲ့စိမ့်တိုင်းလည်းအဖိုးမတန်ဘူးတဲ့ဒါညကျကြီးထည့်ပြတယ်ဒီဘော်ရင်းကြောင့်ပဲရှစ်ပင်ပါတယ်ဒီဘော်ရင်းကြောင့်ပဲရှစ်ပင်ပါတယ်ဒီကြောက်ကလေးတွေကဖျားတကာကိုယ်တိုင်ရင်ငုံပြီးဆဲထားတာအနည်း20ရှိသွားပြီတမခန်ကြောက်ဥရုချောင်းနေရတယ်ဒါတွေကတော့စကိုင်းတိုင်းနဲ့မန်းလေးတိုက်တွေမှာအလကတ်ထားတာတန်တရာအကုန်လုံးခွာပြီးဒီမှာပြန်နေထားတာပဲသူ့တိုက်တွေမှာအလကတ်ထားတဲ့ကြောက်တွေအကုန်ခွာပြီးဒီမှာပြန်နေထားတာအဲ့ဒါပန်းဦးနန်းတော့မကြည့်တော့ဒီမှာကျတော့ဘုံသူဝနတာမသားရှူဦးထမ်းတဲ့ဟာလေးတွေခဏအနည်း20ဆိုတာဒါလေးတွေဖွင့်လိုက်ဒီဟာဆိုတာကိုပြထားတာဒါလေးတစ်ချက်ကို330တန်ဒါလေးကဖျားတကဝယ်တာ14သိန်းနဲ့ဝယ်တာဖြတ်လိုက်တော့အောင်သွားတာတစ်လပဲရှိသေးတယ်ဖျားသိန်း180ပေးတာမရောင်းတာဒါလေးကတော့တစ်လပဲရှိသေးတယ်ဒီဟာကြီးကတော့ဒီဇီရီစတယ်ကြတဲ့ကောဒါသိန်း1000နိုင်ငံတော်ဖြတ်ထားတာပြောဒီဟာ950ပဲဒီရမဲကိုဖွင့်လိုက်လို့ဒီချွမ်းဆိုတာကိုပြတာဒီအဝါကိုဖွင့်လိုက်ဒီမဲ့ခုတ်ရောက်ဘာလို့အကုန်ဖွင့်မပြအောင်ဆိုလောဘသားတွေမို့အကုန်ဖွင့်မပြတာဒါပေါ့ဒီဝိုင်းကြီးကဖျားတကဝယ်တော့9သိန်းနဲ့ဝယ်တာဖြတ်လိုက်တော့အောင်သွားတာသိန်း300ပေးတာမရောင်းတာသူကတော့ဟို9လကျော်10လလောက်တော့ရှိသွားပြီဟိုဘက်ကကျယ်လေးကလည်းအဲ့တိုင်းပဲဝယ်တော့သိန်းစိတ်နဲ့ဝယ်တယ်ဖြတ်လိုက်တော့ဘေးရီကြောလေးတွေကကျယ်ပုံလေးပါလာလို့ကျယ်လေးလုပ်ပြီးပူတော်ထားတာပဲအဘေးရီကြောလေးတွေဟုတ်တယ်နော်အေးဟုတ်ပါဟုတ်တယ်ဆက်လိုက်တဲ့ခါကျဲဖို့ဖြစ်သွားတယ်မကြော်ဖမ်းထားတော့ဖမ်းထားဟောက်ဒီဦးလေးကိုရှာလို့မတွေးနိုင်ဘူးကျမတို့ဟိုတစ်ခါလုံးကပဲတွေးလို့အဲ့ဒါခံနေရပဲဒါကကဲရင်မတ်တက်လေဆွဲပုံလေးဖြစ်နေလို့အောက်ကဆွဲသီးလေးပါလုပ်ပေးတာဟုတ်တယ်နော်ရကြလာတွေ့အေးကတော့ဒီမှာ
ကရင်မတ်တက်လဲတော့ဆွဲသီးပုံစံလေးဒီငကားလေးတွေထည့်ပေးထားတာကဒါကြီးကငကတိုင်းပေါ်မှာတဲမိထားလို့မို့ဝါတပြန်ကျော်လောက်နှစ်တဲ့အင်းကြီးတဲ့ဟိုမှာလေနဲ့လာပြီးပနဲ့လာရဲတာဒီနေရာကငကတိုင်းပေါ်မှာတဲမိထားလို့မို့ငကားလေးတွေထည့်ပေးထားတာတရားတကနော်ဒီ၄កောင်၅កောင်6កောင်ဒီနားလေးတွေ6កောင်ထည့်ပေးထားတယ်ဒီမဲ့လေးဒီမဲ့2កောင်လေးဒီမဲ့2កောင်လေးဟိုမှာ2កောင်လေးဟိုမှာ2កောင်လေးအကောင်လုံးဒီနားလေးတွေ6កောင်ထည့်ဒါကကုန်းတဲ့ညီနောင်စံတော်8စုဆွေကုန်းသမိုင်းဒီမှာနော် မျက်စိရအဝေးဆုံးမမြင်အောင် ဒီအခန်းကြီးကဖွားတော်မူကန်ဒီအခန်းဘုံမှာ ဒီကောင်ဟိုနောက်လိုက်သွားဟိုနောက်လိုက်သွားဘာမတွေ့ ဒီလေကောင်တဲ့တဲ့မှာပါအဲ့ဒါဖွားတော်မူကန်ဒီမှာကျတော့ကောတလမင်းအိမ်နဲ့16ချက်ဘုဘက12လရာသီပွဲတော့ဒါကောတလမင်းအိမ်နဲ့16ချက် အစုံမဲဟဲ့နော်ဒီမှာလောက်ပါစုံပါပဲ ဒီတိုင်တွေမှာကျတော့အမေရာပူရာမျိုးနဲ့စင်ရွာမြင်းမှုကျေးရွာမို့စင်ရတနာနဲ့မြင်းရတနာဒီကားလန်းရဲ့ရှေ့ဘက်ကရွာသူ့နယ်မြေထဲမှာတဲထားလို့မို့ဒီမှာစင်ဟိုဘက်ကမြင်းနော်ဒီကြီးစီလေးတွေကိုဘာလို့ဖျားတကအရှိမုတ်ကိုထားတာတုံးဆိုလို့ချင်းလူတွေဟာတဲ့ဖျားမကတော့ခင်မှာကြီးစီကိုအရင်တီးလို့မို့ကြီးစီကိုကြောင့်အရှိမုတ်ကိုထားတာခေါင်းလောင်းကိုကြောင့်အနောင်းမုတ်ကိုထားတာအမြတမ်းပေးပြီးတော့မှခေါင်းလောင်းတီးကြလို့မို့ဒါကလရဲ့သင်္ကေတကယုံနေရဲ့သင်္ကေတကတောင်းနော်ဒီကျွန်းလုံးကြီးတွေရဲ့ထိတ်မှာကြောင့်သစ္စာလေးပါဒါဒုက္ခသစ္စာ ဟိုဘက်ကနိရောဓသစ္စာဟိုဝင်လာခြင်းရဲ့ ဘာလာဒီအတွင်းနဲ့ဒီမလဲကဟိုဘာလို့လဲနားတော့မလားနော်ဒီတုံးလေးကယူရိုငွေ3,600,8,900ဖျားတကဝယ်ရတာ3,500ခုပေါက်သေးရ3,200ဒါနောက်ဆုံးလူတာဒီထီးတော်မတင်ခင်မှာနော်နိုင်ငံတော်ကသူ့ကိုထီးတော်ကတင်ခိုင်းနေပြီပတ်စံ9ပြားမှမရှိဘူးအကျွေးကလည်း3,900ကပေးသေးရရှိနေတာနော်အဲ့ဒါနဲ့ဒီကြောက်ကလေးကိုထုတ်ရောင်းလို့ရကြံလိုက်တာကြံလိုက်တော့တရုတ်တရနဲ့1,200ပဲပေးတာတန်တာ2,000ကျော်တန်တာအဲ့ဒါကိုရောင်းရကောင်းမလားဖះလူရကောင်းမလားဆိုစဉ်းစားနေရှာတာ4ရက်5ရက်လောက်နောက်ရက်တွေကြောင့်မမြင်ရတဲ့ပုံကိုယ်တွေနေလာပြီးနောက်ကနေလာပြီးသူ့ကိုလာပြီးပြောနေတာမင်းဘာလို့ဖះမလူတာတော့မလူတာဆိုညတစ်ချက်ထုံးကြီးလာလူတာကြောက်ပြီးတော့ဒီကြောက်နောက်ဆုံးလူတာဒီကြောက်လေလူလဲပြီးတော့သူ့ရဲ့မြေတစ်ခွက်ရောင်းလိုက်ရတယ်3,000ဝန်းနဲ့နော်3,900လည်းအကျွေးပေးလိုက်ရတယ်ထီးကျော်လည်းတင်လိုက်ရတယ်ဒီကြောက်လည်းဖះလူပြီးသားဖြစ်သွားတယ်အဲ့ဒီ community ထုံးတယ် နော်ဒီစင်းတူတော်ကြီးကိုပြင်ဖို့ရအတွက်ကရိန်းနဲ့မတာမလို့မရဘူးဖះတယ်ဖို့ရအတွက်စင်းတူတော်ထူဖို့ရပါဆိုမှဒီကိုကြွလာတယ်ဒီမှာကြတော့မတက်ရလားဒီမှာကြတော့ကရင်မတက်ဈေးဒီဘုံဒီမှာကြတော့တရဖူဘုံဒီမှာကြတော့ဇီးခွဲဘုံ အဲ့သူ့လိုဖြစ်သွား ဟုတ်တယ်ကရင်မတက်ပါတော့လား ဘလို့တယောက်ပြော ဒီမှာကြတော့ကချင်ပြည်နယ်ကြောက်ထွက်တဲ့နေရာရဲ့မြေပုံ လေကားလေး ငကားတွေနဲ့ဒါကတော့ဖះတကာကကိုယ်တိုင်ခဲချောင်းပေးပြီးတော့ကြောက်ကိုကိုယ်တိုင်ဖြတ်ထားတာဒီရေကြောရအောင်လို့ကအဲ့ဒါကမှငကားကနေအမွေကိုမှုတ်ထုတ်လိုက်တာငကမွေတန်းလေးဆိုပြီးဒီထိနော်ငကမွေတန်းပေါ်မှာမှမြတ်စွာဘုရားဇံကြွားတဲ့ပုံဒီဘဘူးတွေထုထားတာက9နှစ်လောက်ကကြိုပြီးဘဘူးကိုထုထားတာဖះတယ်ဖို့ရရီမှန်းထားတာအနှစ်30ရှိသွားပြီစင်ရသားဘဝအိမ်ငားနေတဲ့ဘဝကလေးစုထားတဲ့ကြောက်တွေအိမ်ငားနေရတာတစ်လောက်9,000ပေးရတယ်အဲ့ဒီခေတ်ကလေးကစုထားတာအခုမှဝဲလူဆိုမလူနိုင်ဘူးဘာလို့မလူနိုင်တာလို့ဆိုဒီဟာလေးနှစ်ချက်တောင်မှ35သိန်း ညောင်ဆုပ် ဒီနှစ်ချက်ကနော်ဒါကြီးတစ်ခုလုံးကတ်တာတညလုံးကတ်တာကတ်လို့မရဘူးဖះတကသူကိုယ်တိုင်ကတ်တာကွာပြီးတော့ကြာတာမနေ့4 နာရီခွဲအထိ4 နာရီခွဲကျကတ်မရလို့ဆိုပြီးတော့စိတ်ညစ်ပြီးတော့ပြန်သွားတာလင်းချင်းတဝူကနေလာရောက်သွားတာဘယ်သူဘဝမှမသိလိုက်ဘူး35သိန်းနဲ့
အဲ့ဒါလေးကိုဝဲပြီးဖြတ်ပြီးထဲတော့မှဒါကြီးဟာအောင်မြင်သွားတာသူ့ရဲ့ပဋ္ဌာန်းဆက်ကဒီနှစ်ချက်မပါလို့သူကကတ်မရနော်ဒါကလေးမုတ်သလုံးမှအတူတူဒါလေးတွေကရှိတာကတောင်ဘက်မုတ်နဲ့မြောက်ဘက်မုတ်ကရှိပြီးသားအရှေ့ဘက်မုတ်နဲ့နောက်ဘက်မုတ်ကမရှိဘူးမရှိတော့ဘုရားတကာကနေမှဗဇက်ကနေသစ္စာဆိုလိုက်တာနောက်ထပ်2ခုလောက်ရကျင်တာကွာတဲ့ဒါမျိုးလေးတွေလေးမုတ်သလုံးကထားကျင်လိုက်တာဆိုပြောပြီးရှိတဲ့ကြောက်တုံကောက်ခွဲခံလိုက်တာဒါမျိုးလေးတွေကြီးပွင့်သွားတယ်လေးမုတ်သလုံးမှအတူတူဖြစ်သွားတယ်ဒါလေးတွေကနော်ဒီရဟန္တာလေးတွေမှာလည်းခေါင်းလေးတွေမှာဆိုင်ရကလေးတွေပါလာတာဒါဖရာတကူကြောင့်ဟုတ်တယ်ဟုတ်တယ်ဒါလေးတွေဒီကလေးတွေလာအကောင်တော့ တချို့ပြီးပြန်ကူးမယ်နော် အေးကူလိုက်ပြီးမယ်အခွေထုတ်လိုက်လေဟဲ့ဒီကနေရကင်မရာဓာတ်ပုံရိုက်တော့ငါဗီဒီယိုကူလာတော့ဆောက်ရတယ်ဟုတ်တယ်ဟိုအဲ့ဒါကြောင့်တပည့်တော်ကအချင်းချင်းပြင်လာပြီးတော့ဘုန်းကြီးကိုရှာလာဟုတ်တယ်ဘောဝါမ ဘုန်းတော်လေးရဲ့ပေါ့ဆောင်ပါဗျာ ဘုံတော်လေးပြီးပြီးတော့ ဒီမှာကျတော့ဇက်ကြီး10ဘွဲ့ဒီကသူ့နေမှာဘူဇာနာဝီဝီဒီမှာနော်ဇက်ကြီး10ဘွဲ့ဒီမှာကျတော့ဟိုကအရိဝရိယနောက်ပွင့်မဲ့ဖရာတဒုံးနှသားမှာထုထားတာ9ပေရှိတယ်အဲ့ဒီမှာအချိန်ရတယ်မို့လား ဟုတ်ရတယ်ဟုတ်ရတယ်ရနော်ဒါကဟိုမှာအရိဝရိယတဒုံးနှသားမှာထုထားတာ9ပေရှိတယ်ဘာထကပါမှာကတဲ့ဖရာလေးစုကပွင့်ပြီးသားတဆူပဲကြံတော့တာအဲ့ဒါကြောင့်မို့ဖရာတကဂုံငါကုန်းထည့်ပေးတယ်အရိဝရိယကိုကြိုဆိုတဲ့အနေနဲ့ဂုံငါကုန်းထည့်ပေးတယ်ဒီဖရာကဂန်းကောပင်အောက်မှာပွင့်မှာမို့ဘေးကပတ်ပတ်လဲဂန်းကောပင်လေးကျစိုက်ပေးတယ်ကြိုဆိုတဲ့အနေနဲ့ဘိုးတော်ပြည်စီတီကလည်းခေါင်းလောင်းတော်ကနေကျမောက်ကြလန်းထိတုံးနေပဲ။ဩအဲ့ဒီဒီမှာကြတော့ကြီးသူကိုရိုးသေးရွယ်သူကိုလေးစားငယ်သူကိုတနဆင်းရဲမြောက်ရခါရဟောတော်မူကံဖရာလောင်းမြောင်မင်းနော်ဒါကသခိုင်းကလေးရေကျော်ကိုဖြတ်ထားတာဂျပန်နီးပညာဝယ်ရတယ်3500ပေးရတယ်မြေကြီးရောက်ထဲတင်3500ပေးလိုက်ရတယ်ဘာမှမမြင်လိုက်ရဘူးရင်ပြင်တော်နဲ့ဇေဒီနဲ့လေးလက်မှချထားတယ်ဒီမှာနော်ရင်ပြင်တော်နဲ့အောက်ကမြေရင်းနံနဲ့လေးလက်မှစီချထားတာပိုင်တိုင်364တိုင်အဲ့ဒီပိုင်တိုင်364တိုင်ကြားတဲ့ဟိုမှာကြောက်စိမ့်တန်ချိန်650ဌာပနာထည့်ထားတာဇေဒီကြီးတဆူလုံးမှာအုတ်တစ်ချက်မှမပေါ့ကြောက်စိမ့်နဲ့အင်္ဂလိပ်နဲ့ဒီဂန်းကော်ပွင့်လေးတွေထည့်ပေးထားတယ်ဆိုတာကနောက်ဖျားပွင့်လို့ရှိရင်ဂန်းကော်ပင်အောက်မှာပွင့်မှာမို့ဂန်းကော်ပွင့်လေးတွေထည့်ပေးထားတာ9နိုင်ငံကြောက်ထွက်ပါတယ်တဲ့9နိုင်ငံကအများဆုံးထွက်တာပါအရေးသွေးကောင်းဆုံးဆိုတာအပေါ်ကနေပြပေးထားတာပဲဒါလေးတွေကခုမှထည့်ထားတာမကြသေးဘူးကြောက်တွေဝဲပြီးဖြတ်တိုင်းအောင်လို့မို့ညာတိုင်းလာထည့်နေတာဖျားတကဒါတွေကနော်လူရှင်ရဲ့တရားတရား ဟိုကကြတော့ဖျားတကကသူကတော့လှပအောင်ခိုင်ခန့်အောင်ဆိုပြီးတော့ဆွဲတာအမြင်ရတဲ့ပုံကိုယ်တည်းနေပြောတော့လားရွှေဆောင်တန်းငွေဆောင်တန်းဗရမ ्या ဆောင်တန်းခေါင်းတန်း3ကျော်ပါဗျာဟိုပတ်ပတ်လည်းအကြောက်ကဖျားတကဝယ်တော့3800နဲ့ဝယ်တာ35လမ်းဥယေးကိုထဲကနေ3800နဲ့ဝယ်တယ်ဝယ်ပြီး၄လမ်းပွဲမှာတင်အောင်တော့3500နဲ့နိုင်ငံသားဈေးဖြတ်သွားဖြတ်ပြီးလားမယူမယူလို့မဟုတ်ကိုယ့်အိုက်ကိုဖြတ်လိုက်တာတလုံးလုံးအောင်တော့3000ပေးတာမကြောင်းတာအဲ့ပတ်ပတ်လည်းရတာပတ်လည်း၄တောင် ၄တောင်ဘုရားတွေကသူအနည်း30ကြောက်လုံလာတဲ့ဒီလိုအောင်အောင်မျိုးတစ်ခါမှမတွေ့ဘူးတလုံးလုံးတစ်ခုမှမပြစ်လိုက်ရဘူးအပေါ်ကငပြောဘူးရတော့3000 5000သူ9နှစ်လောက်ကကြုံပြီးအဲ့ငပြောဘူးကြီးကိုသူတအူးနဲ့လုံနေတာအဲ့ဒါကြီးက10ပေနဲ့6လက်မှရှိတယ်အေးဆေးရှိတဲ့ကြောက်တွေဟိုမှာလှမ်းပြီးမြင်နေရတာမျက်စောပြန်စမ်းကြတာဆိုတော့အဲ့ဒါမှလေဟိုအနေရဟာလား ဟိုမှာလေဒီဘက်ဒီအဝိုင်းရတဲ့မှာတွေ့လာစမ်းကြွနေတဲ့ပုံတွေအေးဟုတ်တယ်လေလေကောင်တဲ့မှာဟုတ်တယ်အော်မကြမန်းလေးညို့ရလာမယ်လေ ဒါပဲလေ ဒီကျယ်လေးကပါရမီ10ပါးကိုကိုစားပြုထားတာ10တောင်းပါတယ်ဒီကျယ်လေးကမဲခင်10ပါးကိုကိုစားပြုထားတာ10တောင်းပါတယ်ခဏအောင်ကအမေလားပူရာမျိုးနဲ့စင်ရွာမြင်းမှုကျေးရွာမို့စင်ရတနာနဲ့မြင်းရတနာဒါကမန်းလေးတိုင်းထဲမှာတဲထားလို့မို့မန်းလေးကျုံးမို့
ဒီငှက်ကလေးတွေနဲ့သစ်ပင်လေးတွေကကြောက်ကိုအလဲကနေဖြတ်လိုက်တာနဲ့သူ့သဘာဝပါလာတယ် อ๋อ ငှက်ပုံလေးပါလာလို့ငှက်ကလေးလှုပ်ပြီးပူဇော်တယ်